လူတယောက်ရဲ့စေတနာဟာသူ့ကိုယ်သူပြန်ပြီးဘလို့ကဲတင်သွားမလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာကြည့်လိုက်ရအောင်ပါလမ်းဘေးမှာမင်းကလေးတယောက်ရုတ်တရက်လဲကျသွားတဲ့အချိန်မှာလူစိမ်းအမျိုးသားတယောက်ရောက်လာပြီးကူနီတလိုလိုနဲ့ကားပေါ်တင်ခေါ်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်တဲ့အမျိုးသမီးကြီးကတော့မတင်ကာတာနဲ့သူတို့နောက်ကိုတောက်လျှောက်လိုက်သွားခဲ့တာပါဆေးရုံရောက်တော့အဲ့ဒီလူဟာဆရာဝန်အယောင်ဆောင်ပြီးအမျိုးသမီးငယ်ကိုအခန်းထဲခေါ်သွားခဲ့ပါတယ်။ဒီဆေးတွေကကူညီပေးနိုင်လိမ့်မယ်။ဒါကိုကျွန်တော်ပဲကင်တွယ်လိုက်ပါမယ်။အပြင်မှာခဏသွားဆောင်နေလိုက်ပါ။ဒါပေမဲ့သူဟာတကယ်ဆရာဝန်မဟုတ်ဘဲလူဆိုးတစ်ယောက်သာဖြစ်ပါတယ်။သူဟာတကယ်ဆရာဝန်အစ်စ်ကိုအခန်းထဲမှာချီနှောင်ထားခဲ့တာမှာအမျိုးသမီးကြီးကလူဆိုးရဲ့လိန်ညာမှုကိုစတင်ရိပ်မိသွားတဲ့အခါမင်းကအဲ့ဒီကောင်မလေးကိုဘာလို့ဒီလောက်ယူဆိုင်နေရတာလဲ။မင်းသူနဲ့တိတာတော့မဟုတ်ပဲနဲ့ဘာလို့လဲဆိုတော့တခြားသူမေကိုကူညီရင်ကိုဒုက္ခရောက်တဲ့အခါသူတို့ကလည်းပြန်ကူညီလိမ့်မယ်လို့ကျမယုံကြည်လို့ပဲအခုမင်းကိုဘသူကလာကူညီမှလဲဟမ်ဒါပေမဲ့လူဆိုးမတိလိုက်တာကတော့သူတိုက်လိုက်တဲ့ X တွေဟာအမျိုးသမီးကြီးရဲ့ပါးနတ်မှုကြောင့်သူ့စီကိုပဲပြန်ရောက်သွားခဲ့တာပါနောက်ဆုံးမှာတော့ဒုက္ခရောက်နေတဲ့မင်းကလေးကပဲအမျိုးသမီးကြီးကိုပြန်ကယ်တဲ့နိုင်ခဲ့ပါတယ်ဒီဇလန်းလေးကတော့မကောင်းမှုလုပ်တဲ့သူတိုင်းဟာသူတို့လုပ်တဲ့အတိုင်းပြန်ခံစားရမှာချစ်တယ်လို့စေတနာဟာလည်းအကျိုးပြန်ပေးတတ်တယ်ဆိုတာကိုပြသသွားတာပဲဖြစ်ပါတယ်